လူတယောက်ဟာခေါင်းဖြတ်ကွတ်မြတ်ခံရတော့မဲ့အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။အဲ့ဒီအခြေမှာပဲသူ့ဇနီးဖြစ်သူကရှေ့ကနေကာစီးပြီးသူ့ကိုကျမမကယ်နိုင်ခဲ့နဲ့သူ့နဲ့အတူအသေးခံမယ်လို့ပြောလိုက်ပါတယ်။ကွတ်မြတ်သူကတော့သူမကိုဆွဲထုတ်သွားဖို့သူ့တပည့်တွေကိုအမိန့်ပေးလိုက်ကပေါ့။ဒါပေမဲ့နောက်တစ်ခဏမှာပဲအဲ့ဒီလူရဲ့ညီထစ်သူရောက်လာပြီးငါအကိုကိုအခုချက်ချင်းလွတ်ပေးမလွတ်တဲ့မင်းတို့အားလုံးကိုတတ်ပစ်မယ်လို့ရာဇသံပေးပါတော့တယ်။ဒီလိုနှစ်ဖက်ကြားညှက်နေတဲ့ဇနီးတဲ့ခင်ဗျားလဲရင်ထဲမှာမွန်းကျက်လွန်လို့အသက်ရှူဖို့တောင်ခက်ခဲနေရှာတယ်။သို့တော်လဲကွတ်မြတ်သူကတော့သူတို့ရဲ့ချင်းချောက်မှုကိုနည်းနည်းလေးမှမမှုတဲ့အပြင်၃ယောက်စလုံးကိုပါတတ်ပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အသက်မခံခင်မှာသူတို့၃ယောက်ကတေပြီးရင်တောင်ပြန်ဆုံနိုင်ဖို့အတွက်ဆိုပြီးနေရာတကျတေချာပြင်ဆင်ခွင့်တောင်းကြပါတယ်။ကွတ်မြတ်သူကဓာတ်ကိုဝှေ့ရမ်းပြီးခုတ်တော့မယ်ဆဲမှပဲကောင်းကင်ဘော်ကနေအမျိုးသမီးတစ်ယောက်ဆင်းသက်လာပါတော့တယ်။သူမကဇနီးတဲ့ရဲ့အမည်ဖြစ်ကြောင်းပြောပြီးညီဖြစ်သူကိုဘေးကိုဆွဲထုတ်လိုက်တယ်လို့ကွတ်မြတ်သူကိုလည်းဘသူ့ကိုမှထိခိုက်မှုမပြုတ်ဖို့တတိပေးလိုက်ပါတယ်။ပြီးနောက်သမီးဖြစ်သူဘေးမှာလှဲချလိုက်ပြီးတကယ်လို့တေးရမယ်ဆိုရင်လည်းငါသမီးနဲ့အတူအသေးခံမယ်လို့တစ္ဆာဆိုလိုက်ပါတယ်။ဂျာဂိုမီနဲ့ညီဖြစ်သူကလည်းတခြားရွေးချယ်စရာမရှိဘဲသူတို့နဲ့အတူလိုက်လဲနေလိုက်ရတာပေါ့။အဲ့ဒီနေရာမှာရှိနေတဲ့သူအားလုံးလည်းဒီမြင်ကွင်းကိုကြည့်ပြီးစွန့်အားသွားကြပါတယ်။ကွတ်မြတ်သူကဒေါသတကြီးနဲ့နောက်ထပ်ဘသူများအတူတူအသေးခံခြင်းတည်းလဲဟေ့လို့အော်ဟစ်လိုက်တဲ့အခါလူငယ်တယောက်ရှေ့ထွက်လာပြီးမြေပြင်ပေါ်မှာလှဲနေတဲ့9ယောက်နဲ့အတူပူးပေါင်းလိုက်ပြန်ပါတယ်။ကွတ်မြတ်သူလည်းဒီလိုအထစ်မျိုးတစ်ခါမှမကြုံဖူးတာကြောင့်တေဝေသွားရတာပေါ့။စင်မြင့်ဘော်ကအရာရှိကတော့ဒေါသထွက်လွန်းလို့သူတို့ရဲ့အာဂန်မှုကိုဂယုမဆိုင်တော့ပဲ9ယောက်စလုံးကိုချက်ချင်းခေါင်းဖြတ်တပ်ပစ်ဖို့အမိန့်ပေးလိုက်ပါတော့တယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲလူတယောက်ညင်းစီးပြီးရောက်လာကအခြေအနေကိုတားဆီးလိုက်ပြီး